နေ့စနိုးပူတင်လုံးမှာပေါ့နော်စနိုးပူတင်လုံးမှာကြတော့ရင်ဒါနွားနိုးက900အုံနိုးက900လိုအပ်တယ်ဒါပေမဲ့အခုကကြတော့ဒီမှာဒီဘူးလေးပေါ့နော်ဒီမှာလို့အဆင်ပြေအောင်ဝင်လိုက်တဲ့အခါကျတော့ဒီတဘူးက450ရှိရဲ့အဲ့တော့450ထည့်လေးရတယ်ကိစ္စမရှိဘူးပေါ့နော်450ထည့်လိုက်တယ်ထည့်ပြီးတော့ရင်တကြားကကြတော့ရင် grand chain set နဲ့ရှိရင်130 mm ထည့်တယ် grand chain set မရှိတဲ့အခါကျတော့ရင်ဒီမှာဒီ space zone လေးနဲ့ပေါ့ချိန်ပြပေးမယ်ပေါ့နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
차, 콩, 시선 코에 보노 이거는 시선 고선 나고 너 고선 나고 심해 고선 나고 되네 보노 알아 그자네 예선 도와자로인 디 노아노네야 도와 딱후 보노 모이 타메 다고 카나비 타나이 보노 나비 타비 나타 옹노 요어 보노 옹노 요어 놓메 옹노 요어 자로 옹노가လည်းအဲ့လိုပဲသူကဟိုချိန်ွယ်တဲ့ခွက်ရှိရင်ချိန်ွယ်တဲ့ခွက်နဲ့ပေါ့နော်900ပေါ့옹노က900အကဲဒီလိုချိန်ွယ်တဲ့ခွက်မရှိဘူးဆိုရင်လည်းမြန်မာနိုင်ငံမှာ옹노ဟိုဟာရှိလာတယ်ဘူးပေါ့ဘူးကြီးတဘူးဆိုရင်450ရှိတယ်ဘူးကြီးတဘူးပဲထည့်ပေးရတယ်ပေါ့နော်အကဲချိန်ွယ်တဲ့ခွက်မရှိဘူးဆိုရင်옹노ကလည်းအဲ့ဘူးကြီးနဲ့တဘူးနောက်ပြီးတော့ရင်နွားနို့ကိုလည်းခွက်မရှိရင်အဲ့옹노ဘူးနဲ့လည်းပြန်ပြီးချိန်လို့ရတယ်ပေါ့နော်옹노ဘူးနဲ့ပဲအဲ့လိုတဘူးပေါ့နွားနို့ကိုလည်းထည့်လို့ရတယ်ဒါတော့ချိန်တွဲခွက်နဲ့ပေါ့နော်ဒီမှာတစ်ခွက်ကို250ဆိုတော့ရင်နှစ်ခွက်ဆိုတော့900ဒီက옹노တွေအရင်ကောင်းတာတကယ်ကိုပြစ်ထားပြီးတော့ရင်ဟို옹노အစ်စ်အနက်အရတာနဲ့အဲ့ထဲကို옹노ထဲကိုကြတော့ရင်ဘာထည့်မလဲဆိုတော့ဒါပြောင်းကော်မှုပေါ့နော်ပြောင်းကော်မှုကကြတော့ပြောင်းမှုမှုပေါ့နော်ပြောင်းမှုကကြခရမ်းချိန်ဆက်ရှိတဲ့လူကြတော့ရင်ခရမ်းချိန်ဆက်နဲ့145 mm ချိန်ပဲပေါ့နော်ကဲခရမ်းချိန်ဆက်မရှိဘူးဆိုဒီလိုစတီးဇွန်နဲ့ဒီမှာချိန်ပြပေးမယ်ပေါ့နော်စတီးဇွန်နဲ့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
15ဆုံးပေါ့နော်ဒီ17ဆုံးနဲ့15ဆုံးအလားလေးကိုလေ17ဆုံး15ဆုံးမောင်းပြောင်းကုန်မိုးက17ဆုံး15ဆုံးမောင်းအလားကိုပြောင်းကုန်မုံနဲ့အုံလို့နဲ့ကိုသူ့ကိုဒီလိုမျိုးတမဝါအောင်လို့ရောပြီးမှွေထားမယ်မှွေထားပြီးရင်ဒါကိုတမဝါအောင်ရောမှွေပြီးရင်ဒီဥစ္စာကိုဒီနွားနိုးနဲ့တကြားအရောအရင်ဆုံးပြီးဖို့မှာတည်မယ်ပေါ့နော်အရင်ဆုံးပေါ့နော်ဒီနွားနိုးနဲ့တကြားအရောပေါ့တကြားအရောကိုအရင်ဆုံးစူအောင်တည်လိုက်တာပေါ့ဒီလိုပေါ့မှာစူအောင်တင်လိုက်စူပြီးဆိုရင်တကြားကိုနည်းနည်းပျော်အောင်ပေါ့နော်တကြားကိုပျော်အောင်မှွေပြီးဟိုကလေအဒီထားပေါ့နော်အဲ့ဒီနေရာမှာပေါ့အိုးကမကတ်တဲ့ထဲနဲ့တုံးရင်တော့ပို့ပြီးအဆင်ပြေတယ်အိုးကတ်တာလို့ဗာလို့ဆိုရင်လည်းအကုန်လုံးအဲ့ဒါဟိုကဖြစ်သွားမှွေတဲ့အခါမှာလေသူကမကောင်းဒီဥစ္စာဆိုရင်ခုနနွားနိုးကလည်းစူပြီးသားပေါ့တကြားကလည်းပျော်သွားပြီပြောရည်ဆိုရင်ဆိုရင်အထဲကိုခုနကဒီဟိုပါပေါ့ပြောင်းကုန်မှုံနဲ့အုံလို့အရောပေါ့အလားကိုလည်းတိတ်ချမထည့်ခင်ပေါ့တိတ်ချနာနာလေးမှွေပြီးပါဆိုအောက်မှာပြောင်းမှုအမှုံနဲ့အနေထိုင်းနေမှာဆိုလို့မှွေပြီးတော့ရင်ဒီထဲကိုထည့်ပြီးရင်အဲ့ဒါမှသူစတိုက်ပေါ့အဆက်မပြတ်မှွေပေးရတယ်ပေါ့နော်ဆက်မပြတ်မှွေပေးပေါ့မမှွေရင်တော့အကုန်အောက်ဒီကတ်ပေါ့အခုဆိုရင်မှွေးလာတာပေါ့နော်ဒီလိုမျိုးလုံးလာပြီပေါ့မုတ်သားလေးကလည်းပြစ်လာပြီစီစီဖိုင်ဖိုင်လေးလည်းပြစ်လာပြီအဲ့မှာအောက်ကလုံးဝဒီမကတ်ထင်နေဆိုတော့လုံးဝမကတ်ဘူးပေါ့နော်အဲ့ဒဲအိုးကလည်းအရင်အရေးကြီးရဒီဥစ္စာထိုးတဲ့နေရာမှာလေနောက်ပြီးတော့လေသူကအရေးကြံရင်းနဲ့ဒီဟိုကမခဲဘူးဒီစနိုးပူတင်ရပါတော့ရေရလဲလုံးဝဟိုထိုးတဲ့နေရာမှာရေမကြံအောင်နဲ့နည်းနည်းတတိထားပြီးထိုးရတယ်ပေါ့နော်
ထိုင်းကအုံလို့အစင်တေးရနေလို့နောက်မို့ဆိုရင်မြန်မာပြည်မှာအခုကအုံလို့ရတယ်အရန်ဆေးကြီးတယ်နောက်ပြီးအုံလို့အရတာကထိုင်းနဲ့မြန်မာပြည်နဲ့လည်းအခုမတူမြန်မာပြည်မှာဆိုရင်တော့အုံဒီပူကိုကအုံဒီချစ်ပြီးတော့ညှစ်ပြီးကြမှာပေါ့နော်လောက်တာကိုစားကောင်းတယ်ဒီထိုင်းမှာကြောင့်အုံလို့ပူတွေရတယ်တကယ်တဘာဝ100ရာခိုင်နှုန်းမှာတကယ်အုံဒီစစ်အနံ့ရောအရတာရောပေါ့နော်အဲ့လိုမျိုးတွေဆိုတဲ့ခါကြတော့ရင်အဆင်ပြေရသုံးရတာလေအခုဆိုရင်တော့ဒါဆိုရပြီပေါ့နော်ဒီမှကြည့်လိုက်ပါဇွန်းမှလည်းဒီမှာကတ်ပြီးပြန်ပြီးမကြတော့ပေါ့နော်တွဲနေပြီအဲ့ဆိုရပြီအဲ့ဆိုရင်မီးပိတ်လိုက်မယ်ဒီပေါ့နော်ဘန်းနဲ့ထည့်ပြီးအေးခံထားမယ်အေးပြန်လာပါမယ်အခုဆိုရင်အေးဝါယူပါသူကအေးဝါရင်သူ့ရေခဲတက်တာထဲမှာဟိုလောက်3-4နိုင်တော့ထည့်ထားရတယ်ပေါ့နော်ထည့်ဝါရောတော့အေးဝါကြီးဆိုတာနော်အဲ့ဒါကိုနည်းနည်းတော့ပိတ်လိုက်အဲ့ဒါကိုခလီးမယ်ပေါ့နော်ဒါလေးတွေကိုဒီလိုမျိုးလေးတွေအညီလေးတွေပေါ့နော်တုံးလိုက်မယ်တုံးပြီးတော့ဒီကအုံးဒီအမှုံပေါ့နော်ဒီကအောက်ကအုံးဒီအမှုံထဲကိုသူကပြန်ပြီးတော့အုံးဒီအမှုံနဲ့ပြန်ပြီးတော့သူကလိမ့်လိုက်တာပေါ့လေးတွေဒီမှုတ်ကျင်းနဲ့ပြန်ပြီးတော့ဒီဘက်ဒီကလိမ့်လိုက်တော့ဒီအုံးဒီမှုတ်ကအမဲဖက်ကလေးပါမယ်အမဲဖက်ကလေးမပါတာဆိုင်ရချစ်ပြီးတာဆိုတော့လေကိုယ့်ကိုချင်းတော့အမဲဖက်ကလေးမပါအောင်တတိထားချစ်ပေါ့နော်အဲ့ဒါဆိုရင်ဒီပဲလာပပလေးရပါပြီပြင်ပုံလေးနဲ့ပြန်လာပါမယ်